Championship အရက်တို့ခိုက်ရီးသွားခြင်းဆရာတော်ထန်နီဆလော့စွန်းဆာလက်ချူဗန်ဒိုင်ရှာဖလော်ဗစ်တို့အထူးပါဝင်တရုတ်ဆောင်သည်ချန်ပီယံရှစ်အရက်ရှိတန်းစင်းစုံကျန်းစာကြီးအမှုတွားရောက်ပင့်ဆောင်သည့် action ဇကားကြီးဆောင်းဦးကိုရောက်လာတဲ့အခါရိုးမပေါ်ဖြတ်ပြန်ရင်းဇရာအောက်စီဥတီလဲကတန်းဖင်းစုံအရက်စီမိုင်းထောင်ချီပြန်လေးပြီးကြိုးကြားငှက်တို့ရဲ့တန်းဖင်းစုံခရီးစဉ်နှစ်စင်ချီးမြင့်တဲ့လုံကတိစုဟာနောက်ဆုံးရရှိသူတန်ကတုံးမှအာနေစလော့ထန်လွှဲပြောင်းပေးလိုက်ပါပြီခင်ဗျာဒီလုံကတိစုရခဲ့တာပေါင်တန်းရကြီးသုံးပြီးခုလိုရှုံးပွဲတွေရအောင်စွမ်းဆောင်နိုင်ခဲ့လို့ပါဖန်တွေရောအသင်းကိုရောကျေးဇူးပါဗျ